digital marketing ကိုလေ့လာခြင်းပြီးတော့ digital marketing နဲ့ဘယ်လိုမျိုးဝင်ငွေရှာမလဲဆိုတာကိုမသိသေးတဲ့သူတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးထဲမှာ digital marketing နဲ့ဝင်ငွေရှာလို့ရတဲ့ category 5 မျိုးကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်။ဒီနေ့ကတော့ကျွန်တော်တို့ digital marketing diploma batch 34ရဲ့ပထမဆုံးနေ့ပဲဖြစ်ပါတယ်။ဝင်ငွေအလုပ်ကိုင်ခွင့်လမ်းတွေအခုထပ်ပို့ပြီးတော့တိုးတက်ချင်တဲ့လူရှိရင်ဒါလေးပြပြပေးပါလား။ digital marketing နဲ့ဝင်ငွေရှာမယ်ဆိုရင်အဓိကအားဖြင့်နော်5မျိုးရှိပါတယ်နံပါတ်1ကတော့ digital marketer ပေါ့နော်အဲ့တော့ digital marketer ကတော့သူက boost တွေလုပ်တတ်ရမယ်ပြီးလို့ရှိရင်လုပ်ငန်းတွေကိုတိုးတက်လာအောင်သူလုပ်ပေးနိုင်တယ်ပေါ့နော် online platform တွေကျွမ်းတယ် content တွေရေးတတ်မယ်သူ့မှာတော့ guide ကဏ္ဍအကွဲတွေတော့ရှိတယ်နောက်တစ်ခုကတော့ digital product seller ပေါ့နော်သူကတော့ကိုယ့်ရဲ့တခြားကျွမ်းကျင်တဲ့ Canva တို့เนาะအခြားတော့ template တွေပေါ့เนาะ template တွေ Google Sheet တွေကိုလူတွေအသုံးဝင်တဲ့နည်းပညာတွေเนาะစတာတွေပုံတွေကိုဖန်တီးပြီးတော့ပေါ့เนาะ ebook တွေပေါ့เนาะဖန်တီးပြီးတော့ရောင်းရင်းနဲ့ဝင်ငွေရှာတာနောက်တစ်ခုကတော့ digital course educator ပေါ့เนาะကျွန်တော်တို့လိုမျိုးသင်တန်းပြန်ဖွင့်တာတို့เนาะ online course တွေပြန်ဖွင့်ပြီးတော့တင်တန်းကြော်ညာပြီးတော့ဗောနော်ဝင်ငွေရှာတာနောက်တစ်ခုကတော့ digital entrepreneur ဗောနော်သူကတော့ digital business တွေဗောဖြစ်တယ်ဒီ software တွေပြန်ရောင်းတာတို့เนาะပြီးရင် agency တွေထောင်တာတို့ဒါမျိုးတွေဗောနော် digital creator တော့သူကတော့ audience တွေများလာအောင် popularity ဖြစ်လာတဲ့နောက်မှာ Facebook တို့ TikTok တို့ကနေဝင်ငွေရအောင်လုပ်တာပြီးတော့ကိုယ့်ရဲ့ audience ကနေပြီးတော့ဗောနော်ကိုယ်ကြော်ညာတွေခေါ်ရိုက်တဲ့ခါမျိုးတွေမှာဝင်ငွေရနိုင်တယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့အခုဖော်ပြခဲ့တဲ့5မျိုးတွေကဘယ်အကြောင်းအရာလေးကိုစိတ်ဝင်စားလဲ comment မှာပြောခဲ့ပေးပါ